ခွေးတင်တဲ့ဆရာမကလူခေါ်ပဲတီးလိုက်တာနဲ့တထေးသားကလိမ္မာတဲ့ကောင်လေးလိုချက်ချင်းထွက်လာတတ်တယ်ဘာလို့လဲဆိုတော့သူကခွေးတွေကိုလေ့ကျင့်ပေးတဲ့နေရာမှာဆရာကြပြီးဒီလောကမှာထိတ်တန်းခွေးတင်တဲ့ဆရာမတူဖြစ်နေလို့ပါပဲတနေ့တော့လုပ်ငန်းရှင်မျိုးသမီးတူကသူ့သားကိုလာရောက်ဆုံးမပေးဖို့ဆရာမကိုအကူအညီတောင်းခံခဲ့တယ်အဲ့ဒီကောင်လေးကအစားလည်းမစားအိတ်လည်းမအိတ်ပဲသူ့ကိုယ်သူနာကျင်အောင်လုပ်တဲ့အမှုအကျင့်တွေရှိနေလို့ပါပညာရှင်တော်တော်များများလာရောက်ကုသပေးပေမဲ့မအောင်မြင်ခဲ့တာကြောင့်နောက်ဆုံးမှာဒီမျိုးသမီးကဆရာမကိုရှာဖွေပြီးအားကိုးခဲ့ရတာပါဆရာမကအစားပိုင်းမှာညှင်းပယ်ခဲ့ပေမဲ့စုချင်းငွေ9 တန်းနဲ့သူ့မောင်လေးရဲ့ခွဲစိတ်ကုသစရိတ်ကြောင့်နောက်ဆုံးမှာဒီအလုပ်ကိုလက်ခံလိုက်တယ်သူကအကောင်းဆုံးရလက်ထွက်လာစေရမယ်လို့တတိပေးပြီးတတိမရဲ့ဗီလာအင်ဂျီစီကိုရောက်သွားခဲ့တယ်အိမ်တကားကိုခောက်ပေမဲ့ဘာတန်မှမကြားရတာကြောင့်သူဝင်သွားလိုက်တဲ့အချိန်မှာကောင်လေးရဲ့ရင်ခွင်ထဲကိုတန်းကနေလဲကျသွားတော့တယ်ကောင်လေးကိုအနီးကပ်မြင်လိုက်ရတဲ့အချိန်မှာအရက်6ပေကျော်တောင်ရှိတဲ့လူကောင်ကြီးကဘလို့လုပ်ကလေးဖြစ်နိုင်မှာအားလဲဆိုပြီးအံ့ဩသွားခဲ့ရတဲ့အဲ့အချိန်မှာပဲလွင့်ကျန်လာတဲ့ comment တွေကတဆင့်သူတိလိုက်ရတာကသူဟာဒီဇလန်ထဲမှာခဏလေးနဲ့တေးရမယ့်ဇက်ရံတက်တာဖြစ်ပြီးဒီကောင်လေးကတော့နောက်2ရက်နေရင်သူ့ကိုတတ်မဲ့အစွဲအလန်းကြီးတဲ့ဇက်လိုက်မင်းသားဖြစ်နေတယ်ဆိုတာပါပဲဒါပေမဲ့ဆရာမကမကြောက်တဲ့အပြင်ရမယ့်စုချင်းငွေကြောင့်ပဲမဖြစ်အောင်အနိုင်ယူမယ်ဆိုတဲ့စိတ်သက်တွေနှိုးချလာခဲ့တဲ့သူကကိုမိတ်ဆက်လိုက်ပေမဲ့ကောင်လေးကတော့သူ့လက်ကိုခါထုတ်ပစ်ပြီးဗီဒီယိုဂိမ်းပဲဆက်ကစားနေခဲ့တယ်ဆရာမကစိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်လာပြီးသားမို့နေအောင်ကြီးကစိတ်ခံစားချက်ကိုကောင်းမွန်စေတယ်လို့ရှင်းပြရင်လိုက်ကာတွေကိုဆွဲဖွင့်လိုက်တဲ့ကောင်လေးကစိတ်မရှိဖြစ်လာပြီးဒေါသထွက်လာတဲ့ဆရာမကမယူမဆိုင်ပဲနေတာကြောင့်ကောင်လေးကသူ့ခါဘက်ကိုဖြုတ်ပြီးမင်းဒါကိုထိနိုင်ပါမလားဆိုပြီးရန်စကားပြောပြီးတော့နောက်ကိုခုန်ဆုတ်သွားပြီးဆရာမကိုသူ့အပေါ်မဖွင့်မရလုပ်တယ်လို့ဆွဆွဲတော့တယ်ဆရာမကငါးခွေးတစ်ကောင်ကိုပဲလေ့ကျင့်ပေးနေတာဆိုပြီးခါတည်တဲ့အမှန်တရားကိုရိုးရိုးသားသားပဲပြန်ပြောလိုက်တယ်အဲ့ဒီမှာကောင်လေးကဒေါသတကြီးနဲ့တကားကိုစောင့်ပိတ်သွားခဲ့လို့ဒီကောင်လေးကိုကင်တွယ်ရတာတကယ်မလွယ်ဘူးဆိုတာဆရာမလေးသဘောပေါက်သွားတဲ့ခဏကြာတော့ဆရာမလေးကခေါက်ဆွဲပြုတ်တပန်းကန်ယူပြီးကောင်လေးခန်းထဲကိုသွားခဲ့တယ်ကောင်လေးမိခင်ကအလွန်မင်းထိန်းချုပ်လွန်တာကြောင့်သူ့မှာကိုယ်ပိုင်လွတ်လပ်ခွင့်မရှိသလိုတကားတော်တွေလည်းအဖြစ်စည်းခံထားရတယ်လက်ဝဲထိုးလေ့ကျင့်နေတဲ့ကောင်လေးကသူ့ကိုထွက်သွားဖို့မောင်းထုတ်ခဲ့တယ်ဆရာမကအားပြတ်မသွားအောင်အစားစားဖို့အကြံပေးတာပေါ့ကောင်လေးကလှုပ်ရှားမှုတွေကိုရက်လိုက်ပေမဲ့ဘာလို့တကားမခောက်ပဲဝင်လာတာလဲဆိုပြီးခါနေတဲ့မေးတယ်ဆရာမကတကားတော့ကပြက်နေတာပဲခောက်နေလေအပိုပဲပေါ်လို့ပြန်ပြောလိုက်တဲ့ဒီစကားကကောင်လေးစိတ်တန်ရာကိုတွားထိမိသွားပြီးသူကကိုယ်ပိုင်လွတ်လပ်ခွင့်မရှိတဲ့အပေါ်ဒေါသတကြီးအော်ဟစ်ပောက်ကွဲတော့တယ်သူကနဲ့တရင်တင်မယ်ဆရာမပေးတဲ့အစားအစာကိုတော့ဘယ်တော့မှမစားဘူးလို့ကျင်းလိုက်တယ်သူညင်းဆန်တာကိုဆရာမလေးကစိတ်မပြတ်သွားပဲမုန်းတွေအကုန်လုံးကိုတင်းစိတ်လိုက်ပြီးအစားစားရမယ့်အချိန်စရာအတိုင်းစနစ်တကျစတင်มาတော့တယ်ပြီးတော့လူခေါ်ပဲတီးပြီးတတိပေးလိုက်တယ်ပထမနေ့မှာကောင်လေးကအောင်အေးပြီးအန်တုနေခဲ့တာကြောင့်အချိန်ပြည့်သွားတဲ့အခါဆရာမကအစားအသောက်တွေကိုပြန်သိမ်းသွားတယ်2ရက်ကြာတဲ့အထိတကားကပိတ်ထားတော့မို့ဆရာမလည်းစုချင်းငွေ9 တန်းဆုံးရှုံးရတော့မလားဆိုပြီးစိုးရိမ်လာတယ်သူသမီးလင်မန်းကိုပြန်တည်သွားဖို့လုပ်တဲ့အချိန်မှာပဲကောင်လေးကသူ့ကိုလှမ်းတားလိုက်တယ်နှုတ်ကတော့အရှုံးမပေးခြင်းပေမဲ့ဘိုက်ကတကူးကူးညီလာတာကြောင့်သူ့အလိန်ညာကအော်သွားခဲ့တယ်ဆရာမကကောင်လေးရဲ့တိတ်ခါကိုမချပဲဒီလိုအစိမ့်မြင့်အကောင်းစားအစားအစာတွေကိုရှင်းမစားရင်ငါပဲအမျက်ထွက်တာပေါ့လို့ပြောလိုက်တယ်ကောင်လေးကအစားအသောက်တွေကိုယူပြီးအတန်းမရမျိုးချလိုက်လို့ပထမဆုံးအဆင့်ကအောင်မြင်သွားခဲ့ပြီးဒုတိယစီကံကတော့အကျဉ်းစာရိတ်တာကိုပြုပြင်ပေးဖို့ပါဆရာမကစကားပြောဖို့စူးစမ်းပေမဲ့ကောင်လေးကတကားတော့ပြန်ပြင်ပေးမယ်လို့တတိမပေးမချင်းဒီမဆိုင်တဲ့ပုံစံလုပ်နေတယ်ကောင်လေးကငါမေကဒါကိုပြန်ဖြတ်စီးမှာပဲလို့တောင်းပြောင်းလိုက်တယ်ဆရာမကယုံကြည်ချက်အပြည့်နဲ့ရှင်သာလိမ့်ပါမယ်ဆိုရင်ငါနီးလန်းရှာပေးမယ်လို့တတိပေးလိုက်တယ်ကောင်လေးရဲ့ချစ်စရာကောင်းတဲ့တုံ့ပြန်မှုလေးကြောင့်ဆရာမကခွေးလေးတစ်ကောင်ရဲ့ခေါင်းကိုပုတ်ပေးတယ်လို့မျိုးသူ့ခေါင်းကိုအသာရပုတ်ပေးလိုက်တဲ့ဒီပြုမှုကကောင်လေးကိုသူ့အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ဘူးလေသူ့ရဲ့အဖွားကိုတတိယသွားစီတယ်ဒါပေမဲ့လက်တွေ့လောကထဲပြန်ရောက်လာတဲ့အခါကောင်လေးကမင်းယူနေတာလားလို့မိဘအခန်းထဲပြန်ဝင်သွားတယ်ဒီလိုပြင်းထန်တဲ့တုံ့ပြန်မှုကြောင့်ဆရာမလေးကနောက်တရသွားပြီးဒီကောင်လေးအပေါ်တန်ရောစင်မတွေ့မိစေရဘူးဆိုတဲ့စီကံကိုပြန်တတိပေးလိုက်တယ်အဲ့ဒီနောက်ဆရာမလေးကကောင်လေးရဲ့မိခင်ကိုဖြောင်းချပြီးတကားတော့ကိုပြန်ပြင်ပေးလိုက်တယ်အခန်းထဲမှာကောင်လေးကဆရာမလေးသူ့ခေါင်းကိုပုတ်ပေးခဲ့ဒါကိုပြန်တွေးပြီးလွမ်းနေခဲ့တယ်ညစာစားချိန်ရောက်လို့ပဲတိလိုက်တဲ့အခါကောင်လေးကလိမ္မာရင်ကျေးစွာနဲ့ထွက်လာပြီးကြီးမွန်စကားကိုစောင့်မျှော်နေခဲ့တာပေါ့ဒါပေမဲ့ဆရာမကကောင်လေးကိုနောက်ထပ်ထမင်းတစ်ပန်းကန်ထက်လို့ခြင်းလို့ထွက်လာတာလို့မှားယွင်းတွေးတောမိတာကြောင့်ကောင်လေးကစိတ်ကောက်ပြီးမျက်နှာစုပ်ပုတ်သွားတယ်တကားတော့ပြင်ပြီးသွားတဲ့အခါဘာလို့ပြင်ပေးတာလဲလို့မေးတော့ဆရာမလေးကစုချင်းငွေ9 တန်းရဖို့အတွက်လေးလို့ဖြေလိုက်ပါတယ်အဲစကားကြောင့်ကောင်လေးကစွန့်သွားပြီးအခန်းထဲပြန်ဝင်သွားတော့တယ်ညနေပိုင်းကောင်လေးအိမ်မပြောဖြစ်နေတဲ့အချိန်မှာဆရာမကတောင်းတက်ခြင်းပရိုတိုကောကိုစတင်လိုက်တယ်နောက်နေ့မှာကောင်လေးဂိမ်းကစားနေတုန်းဆရာမကသွားပြေးဖို့အမိန့်ပေးပေမဲ့ကောင်လေးကညှင်းဆန်ခဲ့တယ်အဲ့ဒီအချိန်ကွန်မန့်တွေထဲမှာတော့မူရင်းဆက်လိုက်မင်းသမီးအစ်စ်အမှန်အကြောင်းအငင်းပွားစရာတွေဖြစ်နေတုန်းအိမ်တကားဝစီကိုမိန်းကလေးတစ်ယောက်ရောက်လာခဲ့တယ်သူကညစာချက်ပြုတ်ပြင်ဆင်ပေးထားတာပါဒါပေမဲ့ကောင်လေးကပကံကြီးကြီးတစ်လုံးကိုကင်ပြီးအပြင်ထွက်လာတယ်ပြီးတော့ဘာခံစားချက်မှမရှိတဲ့အေးဆက်ဆက်အမူအရာနဲ့အဲ့ဒီမိန်းကလေးကိုပကံနှမ်းပေးလိုက်ပြီးခန်းထဲကိုပဲပြန်လှည့်ဝင်သွားတော့တယ်